မင်္ဂလာပါခင်ဗျာအိုင်ဒီယာမြန်မာကနေပြီးတော့ဇန်နဝါရီလ9ရက်နေ့မြန်မာနိုင်ငံတော်ဝန်မှရှိတဲ့စီးရေးစီးပွားရေးလူမျိုးသတင်းတွေကထူးခြားတဲ့သတင်းတွေကိုရွေးချယ်ကောင်းလို့တင်ပြပေးမှာဖြစ်ပါတယ်ပထမဆုံးတင်ပြပေးလို့တဲ့သတင်းကတော့ passport အမြန်ဝန်ဆောင်မှုများစတင်ဆောင်ရွက်ပေးနေတယ်ဆိုတဲ့သတင်းဖြစ်ပါတယ်အရေးကြီးအရေးပေါ်ပြည်ပသို့တွားရောက်လူသူများ online booking တင်ရမှာ၎င်းရုံနှင်းဆောင်ရွက်ရမှာ၎င်းစောင့်ဆိုင်းရမလို့ပဲ9ရက်နဲ့ passport ရရှိနိုင်မဲ့အမြန်ဝန်ဆောင်မှုExpress Service ကိုဇန်နဝါရီလ9ရက်မှာစတင်ဆောင်ရွက်ပေးမှာဖြစ်ကြောင်းမြန်မာနိုင်ငံကလက်မှတ်ထုတ်ပြီးရုံးမှာထုတ်ပြန်အသိပေးထားပါတယ်။ဆိုပါထုတ်ပြန်ချက်အရမိသည့်အိမ်အောင်စုစင်းဝင်မဆိုရန်ကုန်မန္တလေးနဲ့နေပြည်တော်တို့ရှိမြန်မာနိုင်ငံကလက်မှတ်ထုတ်ပြီးရုံးများမှာရှောက်ထားနိုင်ခဲ့ပါတယ်။ခုလိုရှောက်ထားလာတဲ့ရှောက်လာများကိုလက်ခံပြီး9ရက်အကြာမှာတော့နိုင်ငံကလက်မှတ်စာအုပ်ရရှိမှာဖြစ်ပြီးအမြန်ဝန်ဆောင်ကမှာစာအုပ်ဖို့ပါဝင်9,450,000ကျပ်ကျသင့်မှာဖြစ်ပါတယ်။အခုလိုလျှောက်ထားရမှာအမီအစင်းမှာပါဝင်သူများဟာပြစ်မှုကျူးလွန်ပြီးစစ်ဆေးချက်များမပြီးစီးသူများပြစ်ဒဏ်ကာလအပြည့်မြောက်ပြီးလွန်ငင်းချမ်းသာခွင့်ဖြင့်လွတ်မြောက်လာသူများပြည်ပထွက်ခွာမှုတားဆီးခံရသူများလက်ရှိနိုင်ငံဝန်ထမ်းများအစိုးရအဖွဲ့အစည်းများအစိုးရအဖွဲ့မှုသောအခြားအဖွဲ့အစည်းများနဲ့ပုဂ္ဂလိကအဖွဲ့အစည်းများမှထောက်ခံချက်လူသူများငွေမဆုံးဆုံးစေရေးအတွက်ရုံးတွင်စုံစမ်းပြီးမှသာလျှောက်ထားရန်မြန်မာနိုင်ငံကလက်မှတ်ထုတ်ပေးရုံးကအသိပေးထုတ်ပြန်ထားတယ်လို့သိရပါတယ်ဆက်လက်တင်ပြပေးလိုတဲ့သတင်းပုဒ်ကတော့နိုင်ငံတည်ဆောက်ရေးမှာပူးပေါင်းပါဝင်ရန်မျှော်လင့်ယုံကြည်တယ်ဆိုတဲ့သတင်းဖြစ်ပါတယ်။ပြည်ထောင်လွန်ငင်းခွင့်ရရှိသူတွေအတွက်ဝမ်းမြောက်ပီတိဖြစ်ရပြီးတော့ဒီမိုကရေစီနဲ့ဖက်ဒရယ်စနစ်ကိုအခြေခံတဲ့နိုင်ငံတော်တည်ဆောက်ရေးမှာတစ်ဖက်တစ်လမ်းကနေပူးပေါင်းပါဝင်ဆောင်ရွက်သွားနိုင်မယ်လို့မျှော်လင့်ယုံကြည်ကြောင်းမြန်မာနိုင်ငံအမျိုးသားလူ့ခွင့်ရေးကော်မရှင်ကဇန်နဝါရီလ9ရက်နေ့မှာသတင်းထုတ်ပြန်ပါတယ်။ဇန်နဝါရီလ4ရက်ကကြာရောက်တဲ့88နှစ်မြောက်လွတ်လပ်ရေးနေ့အထိမ်းအမှတ်ဖြင့်နိုင်ငံတော်ဝန်အကျဉ်းတော်အချုပ်ထောင်စခန်းတည်တည်မှာပြစ်ဒဏ်ကြခံနေတဲ့အကျဉ်းသားအကျဉ်းသူ6134ယောက်နဲ့နိုင်ငံသားအကျဉ်းသားအကျဉ်းဆန်သူ52ယောက်တို့ကိုပြစ်ဒဏ်လွန်ငင်းခွင့်ပြုခဲ့တာနဲ့လွန်ငင်းသက်သာခွင့်ပြုခဲ့တဲ့အမိန့်တွေထုတ်ပြန်ကြေညာခဲ့တာဖြစ်ပါတယ်။အခုလိုပြုပေးခဲ့တဲ့အပေါ်နိုင်ငံတော်ရဲ့လွတ်လပ်ရေးကိုတန်ဖိုးထားသိရှိနားလည်လာကြပြီးတာဝန်သိသည့်တစ္ဆာရှိရှိနဲ့လွတ်လပ်ရေးကိုထိန်းသိမ်းစောင့်ရှောက်ကာကွယ်ရေးနဲ့နိုင်ငံတော်ကဖော်ဆောင်နေတဲ့ဒီမိုကရေစီနဲ့ဖက်ဒရယ်စနစ်ကိုအခြေခံတဲ့နိုင်ငံတော်တည်ဆောက်ရေးမှာတစ်ဖက်တစ်လမ်းကနေပူးပေါင်းပါဝင်ဆောင်ရွက်နိုင်ကြမှာဖြစ်တယ်လို့မျှော်လင့်မိကြောင်းထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။ဒါအပြင်နိုင်ငံသားအကျဉ်းသားအကျဉ်းသူတွေကိုပြစ်ဒဏ်လွန်ငင်းခွင့်ပြုကာပြည်내နံပေးတာကလည်းနိုင်ငံချင်းချင်းဆက်ဆံရေးကိုအထောက်ပံ့ဖြစ်စေကာပူးပေါင်းဆောင်ရွက်မှုတွေပုံမဖြစ်ထွန်းလာစေမယ်လို့ရှုမြင်တယ်လို့ဆိုပါတယ်။ဒါအပြင်မြို့သားကာကွယ်ရေးနဲ့လုံခြုံရေးကောင်စီကထုတ်ပြန်တဲ့အမိန့်တွေဟာလူခွေရှုထောင့်လူသားချင်းစာနာထောက်ထားမှုရှုထောင့်နဲ့နိုင်ငံတကာပူးပေါင်းဆောင်ရွက်မှုမြင့်တင်ရေးရှုထောင့်အရကောင်းမွန်တဲ့ရလဒ်တွေရရှိစေမှာဖြစ်ရာမြန်မာနိုင်ငံမြို့သားလူခွေကော်မရှင်အနေနဲ့ပြစ်ဒဏ်လွန်ငင်းသက်သာခွင့်အမိန့်နဲ့ပြစ်ဒဏ်လွန်ငင်းခွင့်အမိန့်တွေကိုကြိုးဆိုတယ်လို့သတင်းထုတ်ပြန်ထားပါတယ်။ဆက်လက်တင်ပြပေးလိုတဲ့သတင်းကတော့ယင်းနှမြုပ်နှံမှုလုပ်ငန်းသစ်6ခုတက် YRIC ကအတည်ပြုတယ်ဆိုတဲ့သတင်းဖြစ်ပါတယ်။ရန်ကုန်တိုင်းဒေသကြီးအတွင်းပြည်တွင်းပြည်ပယင်းနှမြုပ်နှံမှုလုပ်ငန်းသစ်6ခုကိုရန်ကုန်တိုင်းဒေသကြီးယင်းနှမြုပ်နှံမှုကော်မတီ YRIC ကအတည်ပြုပေးလိုက်ပါတယ်2025ခုနှစ်ဒီဇင်ဘာလ3ရက်နေ့မှာပြုလုပ်တဲ့ရန်ကုန်တိုင်းဒေသကြီးယင်းနှမြုပ်နှံမှုကော်မတီ12/2025ကြိမ်မြောက်အစည်းအဝေးမှာအဲ့ဒီလုပ်ငန်းသစ်တွေကိုအတည်ပြုပေးလိုက်တာဖြစ်ပါတယ်ရန်ကုန်တိုင်းဒေသကြီးရဲ့ဟိုတယ်နဲ့ခီးသွွာလာရေးကဏ္ဍမှာမြန်မာနိုင်ငံသားယင်းနှမြုပ်နှံမှုလုပ်ငန်းတစ်ခုစက်မှုကဏ္ဍမှာမြန်မာနိုင်ငံသားယင်းနှမြုပ်နှံမှု2ခုနဲ့နိုင်ငံခြားယင်းနှမြုပ်နှံမှုလုပ်ငန်း2ခုအခြားဝန်ဆောင်မှုကဏ္ဍမှာဖက်ဆက်နိုင်ငံခြားယင်းနှမြုပ်နှံမှုလုပ်ငန်းတစ်ခုတို့ကိုအတည်ပြုပေးခဲ့တာဖြစ်ပါတယ်အတည်ပြုပေးခဲ့တဲ့လုပ်ငန်းတွေထဲမှာစောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်းတွေထုတ်လုပ်ပြီး100%ပြည်တွင်းမှာရောင်းချတဲ့လုပ်ငန်းစံကြိတ်ခွဲပြီးပြည်ပကို90.4%တင်ပို့ကပြည်တွင်းမှာ9.26%ထုတ်လုပ်တင်ပို့ဖို့ရောင်းချတဲ့လုပ်ငန်းတွေပါဝင်နေလို့သိရပါတယ်ဒါအပြင်လေယာဉ်ထွက်သီးနှံတွေကိုတံမိုးပြည့်တင်ထုတ်လုပ်ပြီး100%ပြည့်ပြည်ပတင်ပို့တဲ့လုပ်ငန်း recycle metal scrap product မျိုးမျိုးခွဲခြားထုတ်ပို့ပြီး100%ပြည်ပတင်ပို့တဲ့လုပ်ငန်း SKD စနစ်နဲ့လောင်စာသုံး2ဘီ3ဘီမော်တော်ဆိုင်ကယ်မျိုးမျိုးတက်ဆင်ထုတ်လုပ်တဲ့လုပ်ငန်းပြည်တွင်းမှာ100%ဖြန့်ဖြူးရောင်းချတဲ့လုပ်ငန်းနဲ့ဟိုတယ်နဲ့ဝန်ဆောင်မှုလုပ်ငန်းတွေပါဝင်တယ်လို့သိရပါတယ်အဲ့ဒီယင်းနှမြုပ်နှံမှုလုပ်ငန်းတွေရဲ့မတည်ငွေရင်းပမာဏဟာကျပ်9.56ဘီလီယံကျော်နဲ့အမေရိကန်ဒေါ်လာ4.988တန်းဖြစ်ပြီးပြည်တွင်းလောက်ကိုင်ခွင်လန်း415ရောက်အတွက်ဖန်တီးပေးနိုင်မယ်လို့သိရပါတယ်
ဆက်လက်တင်ပြပေးလိုတဲ့သတင်းတစ်ပုဒ်ကတော့ပြန်ကြားရေးဝန်ကြီးဟောင်းဦးရဲထွဋ်ပြန်လည်လွတ်မြောက်တယ်ဆိုတဲ့သတင်းဖြစ်ပါတယ်။လူကြုံချမ်းသာခွင့်ဖြင့်သမ္မတဦးသိန်းစိန်လက်ထက်မှာပြန်ကြားရေးဝန်ကြီးတောင်းရင်ထမ်းဆောင်ခဲ့တဲ့ဦးရဲထွဋ်ဟာအင်းစိန်တောင်ကနေပြန်လည်လွတ်မြောက်လာပြီလို့သိရပါတယ်။ဦးရဲထွဋ်ဟာ2023ခုနှစ်အောက်တိုဘာလကုန်ပိုင်းမှာပုံမှန်905ကာကြီးနဲ့ထောင်ဒဏ်3နှစ်အစိုးရကြီးညိုပြက်စီမှုပုံမှန်124ကာကြီးနဲ့ထောင်ဒဏ်9နှစ်စုစုပေါင်းထောင်ဒဏ်10နှစ်ချမှတ်ခံထားရတာဖြစ်ကြောင်းသိရပါတယ်။ပြန်လည်လွတ်မြောက်လာစဉ်ကျွန်တော်စာရီပြန်ရေးမှာပါ။သို့တော့တိုင်းပြည်နယ်အစိုးရရဲ့ထိရှလွယ်တဲ့အခြေအနေတွေပေါ်မူတည်ပြီးနည်းနည်းတော့ပိုသတိထားမှာပေါ့လို့ပြောကြားခဲ့တယ်လို့သိရပါတယ်။ဆက်လက်တင်ပြပေးလိုတဲ့သတင်းတစ်ပုဒ်ကတော့အာဆီယံမွေးနေ့ခေါင်းနှုတ်သုံးနမတောင်သဘာဝတစ်တော်ဧရိယာတွင်တစ်ခိုးထုံးမှုများဖြစ်ပွားနေတယ်ဆိုတဲ့သတင်းဖြစ်ပါတယ်။ချင်းပြည်နယ်ကမ်ဘလန်မြို့နယ်အာဆီယံမွေးနေ့ခေါင်းနှုတ်သုံးနမတောင်သဘာဝတစ်တော်ဧရိယာတွင်တစ်ခိုးခုတ်တဲ့မှုပေါင်းဟာ2024-2025ခုနှစ်တွင်မှာ16မှုရှိခဲ့ပြီးအဲ့ဒီမှုများအတွက်အရေးယူထားတာရှိသလိုတတော်ကျုံဝိုင်းရဲ့အချို့တရားတွေမှာတောင်ကရုံးဖြစ်တဲ့အထိအခြေအနေဆိုးဝါးနေတယ်လို့ကမ်ပလန်မြို့နယ်ပြည်သူ့ရဲတပ်ဖွဲ့မှုရုံမြို့နယ်မှုခင်းတာဝန်ခံကပြောကြားတယ်လို့သိရပါတယ်။ကမ်ပလန်မြို့နယ်အတွင်းနေထိုင်ကြတဲ့မိဘပြည်သူတွေအနေဖြင့်တားမြစ်တတော်တဲ့ပစ္စည်းတွေကိုခိုးယူထုတ်လုပ်ရောင်းချခြင်းမပြုကြဖို့တည်ဆဲဥပဒေများရ၎င်းဒေသန္တရဥပဒေရ၎င်းအရေးယူခံရမှာဖြစ်တယ်လို့ကမ်ပလန်မြို့နယ်ပြည်သူ့ရဲတပ်ဖွဲ့နဲ့တစ်တော်နဲ့သဘာဝတန်ရာဇာတထိန်းသိမ်းရေးဌာနကထပ်မံအသိပေးကြေညာထားတယ်လို့သိရပါတယ်။ဆက်လက်တင်ပြပေးလိုတဲ့သတင်းတစ်ပုဒ်ကတော့ YBS 65 break ပေါက်ဝင်တိုက်မှုလမ်းလျှောက်သူတူတည်ဆုံနေဆိုတဲ့သတင်းဖြစ်ပါတယ်။ရန်ကုန်တိုင်းဒေသကြီးအင်းစိန်မြို့နယ်အင်းစိန်ကိုတရာအောက်မှာဇန်နဝါရီလ9ရက်မနက်7:00နာရီကျော်က YBS 65ရေတစည်း break ပေါက်ရာကနေလမ်းဘေးမှာလမ်းလျှောက်နေသူကိုဝင်တိုက်မိခဲ့ပြီးလမ်းလျှောက်နေသူမျိုးသားတစ်ယောက်တည်ဆုံခဲ့တယ်လို့အခင်းဖြစ်နေရာမှာတွားရောက်ကူညီပေးခဲ့တဲ့ကနောင်နာရေးရှင်ရေးကူညီမှုအသင်းအင်းစိန်ကနေသိရပါတယ်။အင်းစိန်ဘက်ကိုမောင်းနှင်လာတဲ့ YBS 65ရင်ဟာအခင်းဖြစ်ရာနေရာရောက်မှာ break ပေါက်ပြီးအရှိန်မထိန်နိုင်တာကြောင့်ကားကိုလမ်းဘေးဆွဲချလိုက်ရာမှာလမ်းလျှောက်နေတဲ့အသက်50ဝန်းကျင်မျိုးသားတစ်ယောက်ကိုဝင်တိုက်မိခဲ့တာဖြစ်ပြီးအဲ့ဒီမျိုးသားဟာအခင်းဖြစ်တဲ့နေရာမှာတင်ပွဲချင်းပြီးတည်ဆုံသွားခဲ့တယ်လို့သိရပါတယ်။လမ်းဘေးရှိဈေးဆိုင်ခန်းတွေကိုဝင်တိုက်ပေမဲ့လူမရှိလို့ထိခိုက်ဒဏ်ရာရတာမရှိဘူးလို့ကနောင်နာရေးရှင်ရေးကူညီမှုအသင်းဥက္ကဋ္ဌဦးသူရိန်ထွန်းကပြောပါတယ်။ရင်တိုင်းမှုကြောင့်တည်ဆုံခဲ့တဲ့အမျိုးသားဟာအခင်းဖြစ်နေရာနီးဝန်းကျင်မှာနေထိုင်သူလို့သိရပြီးရုပ်လောင်းကိုတော့အင်းစိန်စိုးယုံကြီးကိုပို့ဆောင်ပေးခဲ့တယ်လို့သိရပါတယ်။နောက်ဆုံးတင်ပြပေးလိုတဲ့သတင်းကတော့ပခုတ်ကူခရိုင်တစ်ခုလုံးလျှက်စစ်မီပြတ်နေတာ9ရက်ထိရှိနေလို့ဒေသခံတွေဒုက္ခရောက်နေတယ်ဆိုတဲ့သတင်းဖြစ်ပါတယ်။ပခုတ်ကူခရိုင်တစ်ခုလုံးမှာဒီဇင်ဘာလ28ရက်နေ့ရွေးကောက်ပွဲကျင်းပတဲ့နေ့ကလေးကလျှက်စစ်မီပြတ်တော့က9ရက်တိကြာမြင့်နေတဲ့အတွက်ဒေသခံပြည်သူတွေဒုက္ခရောက်နေကြရတယ်လို့သိရပါတယ်။ရေတင်ကနှုံးသားတွေအနေနဲ့တနာရီကို1000ခွဲကျပ်2000 3000ကျပ်လောက်ပေးကြပြီးငှားရမ်းရကြောင်းဖုန်းအားသွင်းတာအတွက်ကတော့ဖုန်းတစ်လုံးကို1000ကျပ်ပေးဆောင်ရတယ်လို့သိရပါတယ်။ဒီခုတင်ပြပေးခဲ့တဲ့သတင်းတွေကတော့မြန်မာနိုင်ငံတဝန်းလုံးမှာရှိတဲ့စီးရေးစီးပွားရေးလူမျိုးသတင်းတွေကထူးခြားတဲ့သတင်းတွေကိုရွေးချယ်ကောက်နှုတ်တင်ပြပေးလိုက်တာဖြစ်ပါတယ်။အားလုံးကိုစိတ်နှဖျားစမ်းမရှင်လန်းကြပါသည်ခင်ဗျာ။